ကဲဒီရက်ထဲမှာလေတင်တန်းချင်းမတက်နိုင်လို့ပါအမရဲ့စက်ပြမုံလေးက discount မလုပ်ဘူးလားเนาะ Fuji Crin လေးက discount မလုပ်ဘူးလားလို့မေးနေတဲ့သူတွေကိုအမကစက်ပြမုံ online class နဲ့ Fuji Crin online class နဲ့ကိုနှစ်ခုပေါင်းပြီးတော့မှ discount လုပ်ပေးမယ် Fuji Crin ကပုံမှန်တင်တန်းချင်း2သိန်းเนาะစက်ပြမုံကကြတော့ပုံမှန်တင်တန်းချင်း3သိန်းခွဲစုစုပေါင်းနှစ်ခုဆိုလို့ရှိရင်3သိန်းခွဲ3သိန်းခွဲကို 20% discount နဲ့လုပ်ပေးမယ်နှစ်ခုပေါင်းကို2သိန်း8,000ပဲသွင်းအဲ့ဒါမှမကိတ်ဘူးဆိုရင်လည်းခွေးသာတက်နေတော့လို့ကျွန်မပြောမယ်အာဝူလေးတွေကိုတတ်တက်နေအားဆိုကိတ်ပြီဆိုလို့ရှိရင်အမှစိတ်ကူးတော့နော်ဆိုတော့အဲ့ဒီဥစ္စာကို discount လာလုပ်ပေးတာဒီမှာကြည့်အောင်ကျွန်မအိမ်ပြောင်းအိမ်ရွှေ့လုပ်နေတဲ့ခါကျလူကိုပေးဆုံးနေတာပဲအဲ့ဒါကြောင့် effect ကလေးတွေထည့်ထားတာအဲ့တော့အဲ့ဒီနှစ်ခုကို discount လုပ်ပေးမယ်ဘယ်နှစ်ရက်လုပ်ပေးမလဲဆိုတော့ဒီနေ့ဘယ်နှစ်ရက်နေတော့ဒီနေ့က31ရက်နေ့ဆိုတော့3ရက်နေ့အထိပဲလုပ်ပေးမယ်ကျွန်မပြောပြီးနော်3ရက်နေ့အထိပဲလုပ်ပေးမယ်3ရက်နေ့ထဲမှာကို Fuji online class Fuji စက်ပြ Crin online class နှစ်မျိုးတင်ထားပေးတယ်အမှုန့်နှစ်မျိုးနဲ့တင်ထားပေးတယ်ကျမတို့ e-set ညက်ညော်ရကျင်တဲ့ပုံစံလေးရလိမ့်မယ်တခုရှိတယ်နော်ပြောထားပြီးသားနော် online class ကိုဗီဒီယိုတွေကြည့်ပြီးတော့မှတက်မယ်ဆိုမှ online class ကိုလာတက်ပါနောက်ပြီးတဲ့ခါကျရင်ဆက်ညညညညကျမလိုမျိုး set ညညထွက်ချင်တယ်ဆိုရင် Fuji Crin set ညညထွက်ချင်တယ်ဆိုရင်ကုန်ချမ်းအကောင့်နဲ့လုံးမကုန်ချောအကောင့်ထွက်မယ်ဆိုတာကိုလည်းသိထားပါနော်စက်ပြမုံကကျမကအဓမ္မ၄၅မျိုးတင်ထားပေးတယ်၄၅မျိုးတင်ထားပေးတယ်တစ်ခုပဲဗီဒီယိုနဲ့လုပ်ပြထားပေးတယ်ဆိုတော့စက်ပြမုံကဗီဒီယိုတစ်ခုနဲ့လုပ်ပြထားပေးတယ်အဓိကဟာပေါ့နော်ကုန်ချမ်းပစ္စည်းအစုံရှိတဲ့ဟာအဲ့ဒါကိုဗီဒီယိုနဲ့တစ်ခုလုပ်ပြထားပေးတယ်ကျန်တဲ့ဟာကို post တင်ထားပေးတယ်အဲ့ post တင်ထားတဲ့ဟာတွေကကျတော့ကိုကုန်ချမ်းဝယ်လို့ရရင်လုပ်လို့ရတဲ့အတိန်တင်ထားပေးတာနော်Fuji Crin ကကြတော့ကျမတို့က2မျိုးအမှုန့်2မျိုးနဲ့တင်ထားပေးတယ် formula အတူတူအမှုန့်2မျိုးအဲ့တော့ရောင်းတန်းအခုလိုမျိုးပေါ့နော်တင်များလိုမျိုးဖွားဖွားချမ်းချမ်းကြီးနော်အမြုပ်သိမ့်မထွက်ဘူးကြီးသိမ့်မကျွတ်ဘူးနော်ဟိုကော်မုန့်တွေများနေတယ်ထုံးမုန့်တွေများနေတယ်အဲ့ဒီလိုပုံစံမျိုးကျမတင်မထားဘူးအဲ့တော့အမှုန့်ပုံစံ2မျိုးနဲ့တင်ထားပေးတယ်တစ်မျိုးကဈေးသက်သာလိုက်မယ်နည်းနည်းလေးကျန်းလိုက်မယ်တစ်မျိုးကဈေးနည်းနည်းမြင့်လိုက်မယ်အရန်ကောင်းလိုက်မယ်အဆက်ညက်ညောဖြစ်လိုက်မယ်နှစ်ခုစလုံးကကြီးကျွတ်အားအမြုပ်အားလုံးတူတူပဲเนาะကျမပြောပြပြီးပြီเนาะအဲ့တော့အဲ့ဒီရဲ့နှစ်ခုကို discount လုပ်ချင်တယ်ဆိုလို့ရှိရင်3ရက်နေ့အထိပဲပေးမှာအမြန်လာ3ရက်နေ့အထိပဲပေးမှာเนาะတကယ်လို့မှအဲ့လိုမျိုးနှင်းနေတယ်ဆိုလို့ရှိရင်နောက်တစ်ခေါက်ဒီဥစ္စာတွေ discount မရှိတော့ဘူးเนาะအခုကဘာကြောင့်လုပ်ပေးတာလဲဆိုခုနပြောသလိုပေါ့စက်ကြမုံလေး online class တွေတက်နိုင်လို့ပါအမရဲ့ Fuji Crin လေးမတက်နိုင်လို့ပါအမရဲ့အဲ့ဒီနှစ်မျိုးအခြေခံကြတဲ့နှစ်မျိုးကိုတက်တက်မဲ့လာလုပ်ပေးတာဖြစ်ပါတယ်ရှင်ဒီတစ်ခါမှမလာရင်တော့เนาะရှင်တို့